ဒီအပိုင်းမှာတော့ညဘက်မှာနာခါမူရာတယောက်ဟီယိုဆဲနဲ့နည်းနည်းတော့ဖြစ်ဖြစ်နီးစပ်အောင်လုပ်ဖို့ BS စာအုပ်ဖတ်ပြီးလေ့လာနေခဲ့ပါတယ်။ဖွင့်ပြောရမယ့်ချိန်ရောက်ရင်လည်းချစ်တဲ့ဆိုတဲ့စကားကိုဒီလိုပြောရတာပါလားဆိုပြီးစာအုပ်ထဲမှာသိချရေးခြာရေးနေပါတယ်။သူပြင်ဆင်တဲ့အလုံးပြီးသွားချိန်မှာတော့အာရပါရအော်ဟင်းနေခဲ့ရကြောင်းတစ်ဖက်ခန်းမှာရှိတဲ့ညီမဖြစ်သူလည်းဘယ်ချိန်ရောက်နေပြီလဲဆိုပြီးပိတ်အော်ပြလိုက်ပါတယ်။ဒီလိုနဲ့ကျောင်းဖွင့်ရက်မှာတော့မိန်းကလေးတွေကအသစ်ထွက်ထားတဲ့ BS စာအုပ်ကြောင့်ပြောနေကြတော့ပိုးဟက်တကောင်ကအခန်းထဲကိုကျူးကျော်ဝင်လာပါတယ်။အားလုံးလည်းပိုးဟက်ကိုမြင်တော့လက်ဖြတ်ပြီးထွက်ပြေးနေကြတဲ့အချိန်နာခါမူရာကတော့အိတ်ချင်မှုတူနဲ့အခန်းစီကိုလာနေခဲ့ပါတယ်။ခေါင်းထဲမှာလည်းမင်းညာဖက်ခဲ့တဲ့ BS စာအုပ်ထဲရလို့ဟီရိုဆဲကိုဘယ်လိုချင်းခဲ့ရမလဲဆိုတာတွေကိုပဲတွေးနေပါတယ်။မျက်လုံးကိုလည်းမှိတ်ထားခဲ့ရကြောင်းအခန်းထဲကလူတွေထွက်ပြေးလာတာကိုမမြင်မဲ့အခန်းဘဝကိုရောက်လာခဲ့ပါတယ်။သူ့ကိုမြင်တော့မိန်းကလေးတစ်ယောက်ကပိုးဟက်ကိုမြင်ရှင်းပေးစမ်းဆိုပြီးအခန်းထဲကိုဆွဲသွင်းလိုက်ပါတယ်။အတန်းမော်ရီကလည်းဘေးမှာဝိုင်းပြီးသူ့ကိုကြည့်နေခဲ့ရကြောင်းနာခါမူရာလည်းသူ့အဆုံးသတ်ပြီးမှဖြစ်တော့မဲ့အချိန်လေးဆိုတာကိုသိသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကွက်တီမှာပဲဟီယိုဆဲကအခန်းထဲကိုရောက်လာခဲ့ရကြောင်းနာခါမူရာလည်းသူ့ဘက်ထားတဲ့စာအုပ်ကိုသတိရသွားခဲ့ပါတယ်။စာအုပ်ထဲမှာတော့ဇက်လိုက်မင်းသားကိုပိုးဟက်ပင်ကြီးကဖမ်းခေါ်သွားခဲ့ရကြောင်းနောက်ထပ်မင်းသားကလိုက်ခဲ့ရပါတယ်။အဲ့ဒါကြောင့်လာခဲ့ပေးတဲ့မင်းသားကိုအဖမ်းခံရတဲ့မင်းသားကကျေးဇူးရည်တင်ပြီးဟီရိုအဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါကိုသတိရသွားတဲ့နာခါမူရာလည်းဟီရိုဆဲရဲ့ရှိမှသူကအကိုရတဲ့ပုံစံဖြစ်နေနေတာကြောင့်ပိုးဟက်ကိုရအောင်ဖမ်းမယ်ဆိုပြီးအတင်းလိုက်ပါတယ်။နောက်တော့သူ့လွယ်ထဲကစာအုပ်ကိုခေါက်လိုက်ပြီးပိုးဟက်ကိုအပြင်လွတ်ပစ်လို့ရအောင်စာအုပ်ပေါ်တက်ခိုင်းလိုက်ပါတယ်။ပိုးဟက်ကလည်းအစီအစဉ်တိုင်းတက်လာခဲ့ရကြောင်းနာခါမူရာလည်းဟီယိုဆဲပဲလက်ပြီးဘလို့လဲသူ့ကိုအထင်ကြီးသွားရည်လားဆိုပြီးစိတ်ထဲကနေလှမ်းမိနေခဲ့ပါတယ်။ဟီယိုဆဲကလည်းနာခါမူရာကိုအံ့အားသင့်တဲ့မျက်နှာနဲ့ကြည့်နေခဲ့တဲ့အချိန်ပိုးဟက်ကနာခါမူရာရဲ့အင်ကြီးလက်ပေါက်ကနေအထဲကိုဝင်ချသွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့အတန်းမော်တွေကလည်းကြက်သိန်းတွေထကုန်ကြသလိုနာခါမူရာတယောက်လည်းလှုံ့မရပြူမရနဲ့တက်တောင်ဝင်ဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ကြိုက်တဲ့ဖေးဆင်းခဲ့ပါဆိုပြီးဆူတောင်းနေတော့တက်တီရှိတဲ့ဟီယိုဆဲကအခန်းထဲကိုဝင်ချလာပြီးနာခါမူရာအင်ကြီးထဲမှာရှိတဲ့ပိုးဟက်ကိုလိုက်ရှာပါတယ်။နာခါမူရာလည်းသူ့အင်ကြီးထဲဝင်လာတဲ့ဟီယိုဆဲရဲ့လက်အထီးအတွေ့ကြောင့်ပိုပြီးတုံလုံးနေတော့မှပဲပိုးဟက်ကိုရှာတွေ့သွားခဲ့ပါတယ်။နောက်တော့ဟီယိုဆဲကပိုးဟက်ကိုလက်နဲ့ကင်ပြီးအခန်းပြတင်းပေါက်ကနေပြန်လွှတ်ပေးလိုက်ပါတယ်။အဲဒီအချိန်ဟီယိုဆဲရဲ့အထီးအတွေ့ကိုခံစားလိုက်ရတဲ့နာခါမူရာတယောက်ကတော့မျက်ရည်တွေစီးကျနေခဲ့ပါတယ်။ဒါကိုဟီယိုဆဲကပိုးဟက်ကြောက်လို့ငိုရဲထင်ပြီးထွက်သွားပြီလို့ပြောနေပေမဲ့နာခါမူရာကတော့စိတ်ထဲကနေပိုးဟက်ကိုကျေးဇူးတင်နေပါတယ်။နေ့လေထမင်းစားချိန်မှာလည်းနာခါမူရာကသူ့ရဲ့လက်ဆွဲတော့ BS စာအုပ်ကိုဖန်ရင်တယောက်တည်းထမင်းစားနေခဲ့ပါတယ်။စာအုပ်ထဲမှာတော့မင်းသားနှစ်ယောက်ကခွန်ကျွေးနေခဲ့ရကြောင်းတရက်ကျရင်ဟီယိုဆဲနဲ့ထမင်းအတူတူစားကျင်လိုက်တာဆိုပြီးတွေးနေပါတယ်။ခေါင်းထဲမှာလည်းဟီယိုဆဲကိုမုန်းခွန်ကျွေးနေတဲ့ပုံရိပ်တွေပဲမြင်ပြီးလမ်းလျှောက်လာခဲ့ရကြောင်းကျမ်းမြင့်မှရှိနေတဲ့ရေပုံးကိုမမြင်မဲ့တိုက်မိပြီးချော်လဲသွားပါတယ်။အတန်ကြားလို့ထွက်ကြီးရဲ့ဟီယိုဆဲလည်းလဲကျနေတဲ့နာခါမူရာကိုထူပေးရင်အနားမှာရှိနေတဲ့ BS စာအုပ်ကိုမြင်သွားခဲ့ပါတယ်။ဒါနဲ့နာခါမူရာရဲ့စာအုပ်လားလို့မေးလိုက်ပေမဲ့အစခံရမှကြောက်တဲ့နာခါမူရာလည်းမဟုတ်ဘူးလို့လိန်ဖြေလိုက်ပါတယ်။ဒါနဲ့ဟီယိုဆဲကအတန်းထဲကလူတွေကိုမေးကြည့်လိုက်ချိန်မှာအားလုံးကအဲ့ဒီစာအုပ်ကယောက်ျားလေးချင်းကြိုက်တာဆိုပြီးဝိုင်းပြောကြပါတယ်။ဒါကိုကြားတော့နာခါမူရာလည်းသူ့အလဲတန်းကျောင်းတော့ရေကူးရင်အောက်ခံမောင်းပြီးကြံခဲ့တဲ့အဖြစ်ကိုအမှတ်ရသွားပါတယ်။အဲတုန်းကလည်းဆရာအခန်းထဲမှာအခုလိုမေးတဲ့အချိန်ကျောင်းသားတွေကပျောက်တဲ့သူအခုချိန်ဘာမှမပါပဲဖြစ်နေမှာပေါ့ဆိုပြီးရင်နေကြပါတယ်။ဒါကြောင့်ဒီတစ်ချိန်မှာတော့နာခါမူရာလည်းမတိကျအောင်ဆောင်နေလိုက်ပြီးစာအုပ်ကိုပါအဆုံးခံလိုက်ပါတယ်။ဒီလိုနဲ့ညနေကျောင်းစင်းရင်ရောက်တော့စပိန်အသစ်ဖောင်ဒေးညင်နာနဲ့ဆရာများနားနေကန်ထဲကိုဝင်လာခဲ့ပါတယ်။အဲဒီမှာဆရာတယောက်ကသူ့ရဲ့ BS စာအုပ်ဖတ်နေတာကိုမြင်လိုက်ရတော့နာခါမူရာလည်းအံ့ဩသွားခဲ့ပါတယ်။ဆရာကတော့ဇလန်းလေးကိုစိတ်ဝင်စားလို့ဖတ်နေရဖြစ်ကြောင်းနဲ့အရန်စိတ်ကူးရင်ဆန်လို့နဲ့ဆိုပြီးမှတ်ချက်ပေးပါတယ်။ဒီလိုနဲ့အပြင်ကိုရောက်လာခဲ့တဲ့နာခါမူရာလည်းသူ့ရဲ့စာအုပ်ဆုံးရှုံးလိုက်ရပြီဆိုတာသိတော့အသစ်ထပ်ဝင်မယ်ဆိုပြီးစာအုပ်ဆိုင်ကိုရောက်လာပါတယ်။ပုံစံတူစာအုပ်တွေကတောက်အုပ်ကိုကောက်ကန်လိုက်ချိန်မှာပဲဒီစာအုပ်ထဲကအတိုင်းဆိုအဆုံးသက်မှာအမြဲကောင်းတဲ့ကြီးဖြစ်မှာပဲလို့တွေးမိနေပါတယ်။ဒါပေမဲ့အပြင်လက်တွေ့ရသူကတော့ရှက်ဖို့ကောင်းတဲ့ပုံစံတွေကိုပဲပြနေခဲ့တာဆိုပြီးစိတ်ညစ်နေတော့သူ့ကိုမြင်သွားတဲ့ဟီယိုဆဲကလာနှုတ်ဆက်ပါတယ်။ဟီယိုဆဲကစာတင်တာတစ်လားပဲရှိသေးပေမဲ့နာခါမူရာရဲ့တလွဲပုံစံတွေကြောင့်မှတ်မိနေရလို့ပြောတော့နာခါမူရာလည်းသဘောကျချနေခဲ့ပါတယ်။နောက်တော့ဟီယိုဆဲကဘာစာအုပ်ဝယ်မလို့လဲဆိုပြီးမေးတော့နာခါမူရာလည်းသူ့ကိုစမှဆိုတာနဲ့ဘာဖြစ်ရမှန်းမသိဖြစ်သွားပါတယ်။ဟီယိုဆဲကတော့လူတကိုအကြိုက်တစ်မျိုးမို့ကိုကြိုက်ရအောင်ကြိုက်လို့ရပါတယ်ဆိုပြီးပြောတော့မှနာခါမူရာလည်းသူမဟုတ်တာလုံးနေရမဟုတ်ပဲဘာကြောင့်နေရလဲဆိုပြီးတွေးမိသွားပါတယ်။သူကြိုက်တဲ့ဇက်ကောင်ဆိုရင်လည်းအရာရာကိုရဲရဲဝံ့ဝံ့မဲ့ဖြစ်ရှင်းမှမို့သူလည်းပြောလိုက်ရမလားဆိုပြီးတွေးနေတော့ဟီယိုဆဲကဘာဝယ်မှလဲဆိုပြီးနောက်တစ်ချိန်ထပ်မေးပြန်ပါတယ်။အဲဒီမှာပဲနာခါမူရာတယောက်မလွဲရမနေနိုင်ဆိုတဲ့အတိုင်းအနားမှာရှိနေတဲ့စာအုပ်တော်ကိုအလွယ်တကူပဲကောက်ကင်ပြလိုက်ပါတယ်။စာအုပ်ကိုမြင်တော့ဟီယိုဆဲလည်းလူတိုင်းအကြိုက်တစ်မျိုးစီမယ်တော့ဆိုပြီးနောက်မှတွေ့မယ်လို့ပြောရင်ချက်ချင်းထွက်သွားပါတယ်။ဒီတော့မှနာခါမူရာလည်းဘာဖြစ်သွားရလဲဆိုပြီးစာအုပ်ဖုံးကိုသိချကြည့်လိုက်တော့သူကင်ထားတာချုပ်တီးချင်းဆိုတဲ့စာအုပ်ကြီးဖြစ်နေခဲ့ပါတယ်။